ကဲလာပြန်ပြီဗျာဒါ Real Madrid ကတော့ထပ်ပြီးတော့လုတ်သွားပြန်ပြီဒါကျွန်တော်တို့ Barcelona လိုချင်တဲ့ကစားသမားကိုဒါ Real Madrid အသင်းကဒါကြားတဲ့ကနေဖြတ်ခုတ်သွားခဲ့ပြီဒါအခုဖြတ်ခုတ်သွားတဲ့ကစားသမားတွေကဒါ3ယောက်တရှိသွားခဲ့ပြီဗျာဒါအခုတစ်ခါလဲတက်လာခဲ့ပြီဒါတဲ့နေရတက်လာခဲ့ပြီဒါကိုကိုဝေလာကဒါ Real Madrid အသင်းစီကိုဒါရောက်ရှိသွားခဲ့ပြီတခုထူးဆန်းတဲ့ကကိုကိုဝေလာကဒါ Barcelona Academy ကနေထွက်လာတဲ့ကစားသမားဖြစ်ပြီးတော့သူကိုယ်တိုင်ကဘာဖြစ်လို့ဒါ Real Madrid Barcelona ရဲ့ပြိုင်ပွဲ Real Madrid အသင်းစီကိုသွားရတာလဲဆိုတဲ့အကြောင်းပဲဖြစ်တယ်အခုဒါ Chelsea အသင်းမှာရှိနေတဲ့ကူကူယေလာကဒါ Real Madrid အသင်းစီကိုဒါရောက်ရှိသွားခဲ့ပြီဒီကမ္ဘာ2026ကမ္ဘာဖလားပြီးတာနဲ့ဒါ Real Madrid အသင်းစီကိုသူကတရားဝင်ရောက်ရှိသွားတာဖြစ်တယ်ဒါအခုလက်ရှိအချိန်မှာတော့ကူကူယေလာကဒါ Real Madrid အသင်းနဲ့ဒါသဘောတူညီမှုရရှိသွားလို့ဒါ Chelsea အသင်းကိုဒါ Real Madrid အသင်းကဒါပေါင်ယူရိုပေါင်160နီးပါးထိဒါပေးပြီးတော့ဒါကူကူယေလာကိုခေါ်ယူခဲ့တာဖြစ်တယ်အခုဒါကျွန်တော်တို့ Barcelona လိုချင်နေတဲ့ကစားသမားမှန်တယ်များကိုဒါ Real Madrid အသင်းကဒါတမင်တက်ပဲလိုက်ဖြတ်နေတာဒါမှမဟုတ်သူတို့တကယ်လိုချင်နေလို့ပဲယူနေရတာဒါတိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူးကျွန်တော်ထင်တော့ဒါတိုက်ဆိုင်မှုဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်တို့ Barcelona လိုချင်နေတယ်ဗျာဒါကာလအခြေကြဒါခေါ်ယူမှုဒါစူးစမ်းနေတဲ့အချိန်မှာဒါ Real Madrid အသင်းကဒါတမင်တက်ပဲကျွန်တော်တို့ Barcelona လိုချင်နေတဲ့ကစားသမားမှန်တယ်များကိုဒါသူတို့ကဂျားတွေကနေဖြတ်ခုတ်သွားတာဖြစ်တယ်အခုလဲကူကူရဲ့လောက်ကိုဒါသူတို့ယူသွားသူတို့ဂျားတွေကနေဖြတ်ခုတ်သွားခဲ့ပြီဒါအခုလက်ရှိအချိန်မှာဒါကျွန်တော်တို့ဘာလို့ဆေးပါပြီးတော့ကျွန်တော်တို့ကူကူရဲ့လာနဲ့ပြီးတော့ဒါဗီဒီယိုကိုဒါသူတို့ကဒါဂျားလိုက်ကနေဖြတ်ပြီးတော့လူယူသွားခဲ့ပြီအခုဆို3ယောက်ရှိသွားပြီပေါ့နော်ဒါပထမဦးဆုံးတစ်ခေါက်ကလည်းကျွန်တော်တို့ဒါအတရီကိုမက်တစ်တိုက်စစ်မှုဒါကျွန်တော်ရဲ့အေဗာတက်ကိုကျွန်တော်တို့ပါကျွန်တော်ကယူရိုတန်း100နဲ့ဒါကန်လန်းခဲ့တယ်ဗျာအဲ့ဒီတန်း100နဲ့ကန်လန်းချက်ကိုဒါအတရီကိုမက်တစ်ကဒါပေးဖြတ်ခဲ့ပြီးတော့ဒါကြောင့်မို့သူတို့ကဒါဗီယမက်တစ်အသင်းကဒါအတရီကိုမက်တစ်တိုက်စစ်မှုကျွန်တော်ရဲ့အေဗာတက်ကိုခေါ်ယူဖို့အတွက်ဆိုပြီးတော့ယူရိုပေါင်တန်း150ထိဒါသူတို့ကဈေးတင်ပေးပြီးတော့ဒါအတရီရဲ့အေဗာတက်ကိုဒါခေါ်ယူဖို့ကြိုးစားခဲ့တယ်ဗျာဒါပေမဲ့လည်းအတရီကိုမက်တစ်ကဒါအဲ့ဒီပေါင်တန်း150တဲ့ကန်လန်းချက်ကိုလည်းသူတို့ကပေးဖြတ်ခဲ့တယ်ဒါသူတို့ကချင်းချင်းပြောရရင်ဒါကျွန်တော်တို့ဘာစီလိုနာလိုက်နေတဲ့ကစားသမားမှန်တယ်မြောက်ကိုသူတို့ကဒါဂျားလိုက်ကနေလိုက်ပြီးတော့လူနေတာဒါကြောင့်မို့ကျွန်တော်တို့ဒီဘာစီလိုနာပြည်သက်ကြီးရောအဲ့ဒီ3ယောက်ထဲကကျွန်တော်တို့ဒီဘာစီလိုနာအတွက်ဘယ်သူကိုဆုံးရှုံးရတယ်လို့ထင်တယ်ဒါအခုလက်ရှိအချိန်မှာတော့ကျွန်တော်တို့ဘာစီလိုနာကဒါအတရီကိုမက်ဒရစ်တိုက်စစ်မှုကျွန်တော်ရဲ့အေဗာတက်ကိုခေါ်ယူဖို့အတွက်ဒါအသေးအတန်စူးစမ်းနေတယ်ဒါအခုဒါကြောင့်မို့ကျွန်တော်တို့ဘာစီလိုနာပြည်သက်တွေရောဒါအခုအဲ့ဒီ3ယောက်ထဲကဒါဆုံးရှုံးသွားတဲ့ကစားသမားကကျွန်တော်တို့ဘာစီလိုနာအတွက်ဘယ်သူကအနစ်နာမယ်လို့ထင်လဲကျွန်တော် comment အောက်မှာဒါဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာ